တရုတ်နိုင်ငံမှာအယူရဲကအယူတစ်ခုရှိတယ်လက်ဆောင်ပေးတော့မဲ့ခါကြရင်မပေးသင့်တဲ့ပစ္စည်းမျိုးတွေရှိတယ်အဲ့ဒါကဘာလဲဆိုရင်နံပါတ်1ကကြတော့ဒီအစိမ်းရောင်ပါတဲ့အရာမျိုးတွေတနည်းအားဖြင့်အစိမ်းရောင်အုတ်ထုပ်တို့ပါတော့အစိမ်းရောင်အုတ်ထုပ်ကတဲ့လွှေမောက်ချဆိုတဲ့အတန်ထွက်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီတရုတ်နိုင်ငံမှာပေါ့နော်သူတို့မိသားစုတစုမှာတယောက်ကဖောက်ပြန်နေတာမျိုးဖြစ်တဲ့ခါကြရင်အဲ့လိုမျိုးလွှေမောက်ချအဲ့လိုပေါ့နော်မင်းတော့အုတ်ထုပ်စီစမ်းဆောင်ခံလိုက်ရပြီပေါ့အဲ့ဒါမျိုးဆိုရင်တနည်းအားဖြင့်တယောက်ကဖောက်ပြန်နေရပါတော့အဲ့လိုမျိုးအရေးမှုပြကျင်တဲ့အခါမျိုးအဲ့လိုမျိုးပြောတဲ့အခါမျိုးကြဒီဟာကိုသုံးတာဖြစ်တဲ့အတွက်အစိမ်းရောင်နဲ့ပတ်သက်တဲ့ဟာကြီးဆိုရင်ပေးတာအကောင်းဆုံးပါနံပါတ်2ကကြတော့ပန်းထဲမှာဆိုရင်လည်းကန္နမာပန်းကိုပေးရပါဘူးတဲ့ကန္နမာပန်းကကြတော့တရုတ်ပြည်မှာတည်တဲ့သူတွေအတွက်ပဲအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်တို့မြန်မာနိုင်ငံမှာတော့ဖျားပန်းသုံးတာပေါ့နော်နောက်နံပါတ်3ကကြတော့နာရီလက်ဆောင်မပေးရအောင်နာရီရဲ့အတန်ထွက်နဲ့အဲ့ဒီလူတယောက်တေသွားလို့ရှိရင်နိုင်ပိုးတဲ့အတန်ထွက်နဲ့စကားပြောအတန်ထွက်သွားတူနေရဖြစ်လို့လက်ဆောင်မပေးရပါဘူးတဲ့နောက်ပြီးတော့နံပါတ်4ကကြတော့တစ်သီးထဲမှာဆိုရင်လည်းတစ်တော်သီးကိုမပေးရပါဘူးတဲ့တစ်တော်သီးရဲ့အတန်ထွက်နဲ့တခြားဒီထွက်ခွာသွားတဲ့အတန်ထွက်နဲ့သွားတူနေရဖြစ်တဲ့အတွက်ကြောင့်တစ်တော်သီးရဲ့လက်ဆောင်မပေးရပါဘူးတဲ့ကိုကအသီးလက်ဆောင်တွေပဲပေးချင်တာမျိုးဆိုရင်တစ်တော်သီးကိုရှောင်ကျဉ်ပြီးပေးပေါ့နော်ပြီးရင်လေမြကြားထဲမှာဆိုရင်လက်ဆောင်ပေးလို့ရှိရင်တဲ့အားလိုမျိုးတစ်သီး6တွေပါမပေးရဘူးတဲ့တစ်သီး6တွေဆိုတာလေသူတို့ကတို့အယူပေါ့နော်ကိုရွက်သိတော့နားမလဲခွဲခါပါစေကိုးခါပါစေဆိုတဲ့အဓိပ္ပာယ်နဲ့ပေးတာဖြစ်တယ်တဲ့အဲကြောင့်တစ်သီး6တွေဆိုရင်ရှောင်ခြင်းပေါ့နော်အဲကြောင့်လို့တရုတ်အများစုတွေသူများယုံအိမ်လည်သွားပြီဆိုရင်လက်ဆောင်ပါလဲဆိုနွားနို့ဟလာပြီးတခြားဒီဝက်ဦးကြောင်းတို့ပြီးလို့ရှိရင်ပါမုံတို့ဘီစကွတ်6တို့အဲ့လိုမျိုးပုံစံလေးပဲလက်ဆောင်ပေးကြများလေတခြားဟာတွေတိတ်ပေးရမရှိဘူးအသိဉာဏ်ပေးရလည်းတိတ်မရှိဘူးဒါကကြတော့ရှောင်ကျဉ်မဲ့ဥစ္စာတွေပေါ့နော်တခြားရှည်သေးရဒါကိုသေးတဲ့လောက်လေးကိုပြန်ပြောပြပါနော်ဖျောင်းနိုင်လို့ဘာကြီးလဲရှည်သေးရဲ့အဲ့တော့နည်းနည်းခက်ခဲနေသွားပြီဒါလောက်သိထားရင်တော့ပြီနော်အဓိကတော့လက်ဆောင်ပေးတဲ့ခါကျရင်အဲ့လိုမျိုးအစိမ်းရောင်ပါတဲ့အရာမပေးနဲ့ပြီးလို့ရှိရင်ဒီပန်းပေးတော့မယ်ဆိုလို့ရှိရင်လည်းဒီကန္နမာပန်းကိုရှောင်ကျဉ်ပြီးတော့ပေးပေါ့နော်ဒါကတော့ကိုသိထားတဲ့ knowledge sharing ပဲဖြစ်ပါတယ်စာနဲ့ပတ်သက်တာတော့မဟုတ်ဘူးနော်အားလုံးပဲစီမံကြပါစေ bye bye